ဒီအလုံးလေးကကျွန်တော်မိထီလာ1 twin ဘက်ကိုပို့ပေးရမှာဖြစ်ပါတယ်ဝယ်ယူအားပေးတဲ့ပါဒနာရှင်က1 twin ဘက်ကပါနော်မိထီလာဘက်ကAK 211 4,200,000တန်ဒီကုန်လေးဖြစ်ပါတယ်ခင်ဗျာဒီအလုံးလေးကိုဝယ်တဲ့ဝါဒနာရှင်တော့ဟိုသူကဆိုင်းစရာ GT မောင်တီပေါ့ GT မောင်တီဆိုင်းစရာဦးလေးသူကကြပြောက်ဝိုင်းထောင်ထားတယ်ကြပြောက်ဝိုင်းထောင်ထားတာကျွန်တော်ရှားတဲ့ကျွန်တော်တို့ဘက်မှာတဲ့အလှည့်လှည့်လို့ရှိရင်လှဲပေါ်မှာစင်ပြီးတီးရတယ်ပေါ့နော်ကျွန်တော် live ပေါ်မှာကျန်ညာထားတဲ့ဒီ keyboard လေးကိုတွေ့တယ်ပေါ့နော်အဲ့တော့ဒါလေးနဲ့အဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေမယ်ထင်ပြီးတော့ကျွန်တော်ဝယ်ယူအားပေးတာပေါ့နော်မောင်းအဓိကတော့ဆိုမောင်းတန်ပေါ့ဆိုတော့တို့ဒီမှာတော့ဒိုးစရာတွေစီတူတီးတဲ့လူတွေစီတူဝါတီးတွေအစုံတော့တို့ကတော့ရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့လူရမယ်ရကျွန်တော်ဖန်တီးတိကက်ထားပေးတဲ့ဘီယောအဲ့ဒါလေးတွေစီတော့အကုန်ပေါ့နော်ကျွန်တော်ရေခင်းတွေပါအဲ့ဒါလေးတွေကျွန်တော်ကတော့ကျွန်တော်ကြညာထားတဲ့အတိုင်း9000ဘူးလောက်ရှိတဲ့ဒူဘက်ဖန်တီးလက်ဆောင်ပေးမှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တွဲပြီးတော့စံပြနေတာပါဒီမောင်းတန်လေးနဲ့ဒါကြီးတန်လေးပေါ့ဒါကြီးတန်လေးဒါပလုံးတန်4,200,000ကျပ်ဖြစ်ပါတယ် AK 211ပလုံးတန်မောင်းတန်ကြီးတန်ထည့်တီးလို့ရတဲ့အလုံးလေးပါပါဝါပိတ်သွားလို့ရှိရင်လည်းထည့်ထားတဲ့ပလုံးတန်ကြီးတန်မောင်းတန်တွေဟာမပြောက်သွားပါဘူးခင်ဗျာအခုဒီမှာကျွန်တော်ပါဝါပိတ်လိုက်မယ်ပါဝါပိတ်လိုက်ပြီနော်ကြပ်ဖွင့်မယ်ပိတ်ပါပြီခုနကကျွန်တော်တို့မောင်းတန်လေးကိုပြန်ခေါ်လိုက်ပါမယ်ပိတ်ပါလေထည့်ထားတဲ့ပလုံးတန်မောင်းတန်ကြည့်တန်လေးရှိနေပါတယ်ခင်ဗျာဒီသိန်း2000ကျပ်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ